ဟဲ့ဘာထိုးမှလားထိုးရင်ထိုးအောင်လေလာကားပေါ်ဆင်းငယ်လားကဲကို follower လေးတွေကလက်စလေးဆိုလို့လက်စလေးလေးကိုကင်များလိုက်ပြီကျွန်တော်တော့စဝတီခါပါစဝတီခါကိုချောင်းဟမ်ကိုချောင်းနိုင်သွားလားကိုချောင်းနိုင်သွားပြီငါ့ကိုချောင်းလေးရတော့ဘောဝဲမှာအနိုင်ရရှိသွားပြီငါ့ကိုချောင်းဘလောက်တော်ချောင်းအားလုံးပြောပြဖို့အတွက်ငါမျိုးတဲ့ကိုဒိုးလာအောင်မယ်ငါ့ကိုချောင်းကဘလောက်ထိကျွမ်းကျင်လဲဆိုလို့ရှိရင်ငါနင်တို့ကိုပြောပြမယ်ဟဲ့ငါ့ရဲ့ဘေးကဂျပူနင်နားထောင်စမ်းဟိုဘက်ကချောင်းနေပေါင်းငါ့ရဲ့ကိုချောင်းကလက်ဝဲချောင်းမဟုတ်ဘူးနော်ငါ့ရဲ့ကိုချောင်းကဘောလုံးဝဒနာအိုလီပေါ်ချောင်းကိထားပါအဲ့လက်ဝဲကျော်ချောင်းရဲ့ဘေးကဟိုလောရှိရဲ့ပြီးတော့အဲ့လောရှိရဲ့ဘေးကဟိုကျွဲချုံနဲ့ခက်လို့တော့မနိုင်တဲ့ချန်ခုံနွားကြီးလည်းနားထောင်ကမထူးတော့ပါဘူးတကွင်းလုံးကရှိသမျှလူတွေအကုန်လုံးနားထောင်ကြငါ့ကိုချောင်းကဒီနေ့ဘောလုံးပွဲမှာနှစ်သိန်းစုရလာတယ်အဲ့ဒီနှစ်သိန်းစုတောင်မှဘောလုံးထိုင်ပေးတာမဟုတ်ဘူးငါပေးတာကျေးဇူးလာပြန်ပြီငါလည်းဒီအသက်မဲနဲ့ကိုလွတ်ကိုမလွတ်ဘူးလာပြန်ပြီဒီအသက်မဲနဲ့တွေ့ပြန်ပြီအသက်မဲတို့ဟူဒီရွာစီတက်ဤတဲ့နေုံနေကငါ့ကိုကားသမားနဲ့ပေါင်းပြီးအနိုင်ကျင့်နေပေါ့နင်ရီကောထောင်နေငါမသိဘူးများထင်နေတာရော့ငါတို့လက်စလေးဒါမျိုးလာမလုံနဲ့အဲ့အောင်ကားသမားမင်းဘယ်သွားမအောင်အမေသွားချင်သေးရဟဟလားအမေစိတ်ဆိုးပြီးတာဝါတဲ့ဝင်သွားတယ်ဝင်တော့ငါတော့ကေးရသေးတယ်ကျေးဇူးအဲ့အောင်ရှိရတမေပြန်တော့မပြန်လို့တော့ငါရဲ့အပြစ်တပေါက်နဲ့နှက်ပြေရောက်သွားမယ်အမေရောက်သွားပြီအဲ့အောင်ကြီးဖန်ကြီးကဘာဖြစ်ချင်နေရလဲလို့မေးပေးအောင်ငါရဲ့လက်စလေးပွဲရလဲဟေးငါဒါအာချိုမန်တဲ့အိုက်တန်စူဆောင်းကြီးလုံနေတာဘွဲလုံးပွဲတာပြီးသွားရင်ငါရဲ့ကေးရ 4K ပဲရလိုက်တယ်ကျေးဇူးကေးရလေးရှောတာလဲလေးအဲ့ဒါကိုငါဘာလို့ MVP ရလဲငါလဲစဉ်းစားလို့ကိုမရကဲဒါဆိုရင်ကန်စချင်းနဲ့ဟီယိုလေးတွေကိုဒီဗီဒီယိုကောင်မှာမငဲ့ပြီပါအပြောများဆုံးဟီယိုလေးတွေကိုရွေးပြီးတော့ကိုင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့တထားရဲ့တိတော့အကောက်ကလေးကိုလည်း follow လုပ်ခဲ့ပေးပါအောင်ကျွန်တော်ကတော့စာဝတီခပါ